အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကောင်းလိုက်တဲ့အတွေးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ခင်ဗျာဦးတိုးကြီးတယောက်ရုံးပိတ်ရက်မှာကလောမျိုးလေးစီရထားနဲ့ခီးထွက်လာခဲ့ပါတယ်မမြင်ရတာကြားပြီးဖြစ်တဲ့ရှုခင်းလေးတွေကိုမြင်လိုက်ရတဲ့အခါဦးတိုးကြီးမှာရှုငေးလို့ကိုမဆုံးနိုင်ဖြစ်နေပါတော့တယ်တာယာလှပတဲ့တောင်တန်းကြီးတွေနဲ့လေကွင်းစိမ့်စိမ့်တွေကိုမြင်လိုက်ရတာဦးတိုးကြီးအတွက်ကတော့ပြောလို့မဆုံးတပြုံပြုံပေါ့ခင်ဗျာဒီလိုရှုခင်းမျိုးကိုရထားတွေကကြည့်ရတာအားမရဖြစ်လာပြီးတော့ဦးတိုးကြီးဟာရထားရဲ့အပြင်ကိုခေါင်းပြူပြီးတော့ထုတ်ကြည့်လိုက်ပါတော့တယ်သူကြည့်နေတော့မှပဲရထားရဲ့အချိန်နဲ့လေတိုက်ခတ်သွားပြီးအုတ်ထုပ်ကလွင့်သွားပါတော့တယ်အုတ်ထုပ်လွင့်သွားရဆိုရင်ပဲဦးတိုးကြီးဟာသူ့ရဲ့ခီးဆောင်အိတ်ကိုလည်းအပြင်ဘက်ကိုချက်ချင်းပဲလွင့်ပြလိုက်ပါပြီးတော့အော်တကြီးနဲ့ကြည့်နေတဲ့ခီးတွေကိုအခုလိုပဲပြန်ပြောလိုက်ပါတယ်ပြုတ်ကျသွားတဲ့ကျွန်တော်ရဲ့အုတ်ထုပ်မှာလိမ့်စာကမပါဘူးလေအဲ့တော့တွေ့ရလူကကျွန်တော်စီကိုဘယ်ပြန်ပို့ပေးလို့ရမလဲဒါမှကျွန်တော်ရဲ့ခီးဆောင်အိမ်မှာကနာမည်နဲ့လိမ့်စာကပါတယ်လေအဲ့တော့အုတ်ထုပ်နဲ့ခီးဆောင်အိမ်ကိုတွေ့ရလူကနှစ်ခုလုံးကျွန်တော်စီကိုပြန်ပို့ပေးလို့ရတာပေါ့ဗျာမပိုင်ဘူးလားဗျာ